မင်းမရှိရင်မဖြစ်ဘူးဆိုတာသိကြပြီလားမင်းမရှိရင်အရှိကနေထွက်နောက်ကနေဝင်ပြီးတနေ့တာကုံသွားမှာပါမင်းမရှိလဲຫນွေမိုးဆောင်ရာသီဆက်ဝိုင်းအလီလီပြောင်းလို့နှစ်တွေလဲဟောင်းနေမှာပါမင်းမရှိလဲလူတချို့အဆင်ပြေနေမှာပါမရှိတော့ခဏတန်းတာကြပေမဲ့မင်းထက်ကောင်းပြီညွန့်ပြီဆိုတဲ့အရာတွေနဲ့တွေ့တဲ့အခါမှာမင်းဆိုတာမြားမပါတဲ့လေးလိုတစိမ့်တုံးမပါတဲ့စလွားလိုရက်ွက်လူကြီးလက်မှတ်မပါတဲ့စာချုပ်စာတမ်းတစ်ခုလိုအတိတ်ပဲမဲ့နေမှာပါမင်းကိုလိုအပ်တယ်ဆိုတဲ့လူတွေကလည်းသူတို့လိုအပ်ချက်တွေရနိုင်မဲ့နေရာသစ်စီကိုလည်းပြောင်းရွှေ့သွားနေကြမှာပဲရွက်ဟောင်းကြွပြီးရွက်သစ်ဝေးသလိုမင်းမရှိလဲအသစ်စမ်းနေနဲ့အဆင်ပြေနေကြမှာပါပုရုဇဉ်ဆိုတာအဟောင်းကိုမေ့တက်ပြီးတော့အသစ်တွေမှာပျော်တတ်တာတဘာဝမလို့လဲမင်းမရှိလဲသူတို့အဆင်ပြေနေအောင်မှာပါအဲ့ဒီတော့မိသားစုထဲမှာပဲဖြစ်ဖြစ်လင်မယားကြားထဲမှာပဲဖြစ်ဖြစ်ချစ်သူကြီးသားကြားထဲမှာပဲဖြစ်ဖြစ်တန်ရောစင်အားကြီးတဲ့သူဟာပို့ပြီးတော့အထိနာတတ်တယ်တန်ရောစင်ဆိုတာစလုံးအားဖြင့်တော့၃လုံးနဲ့ရှိပေမယ်ညှွန်းစီချက်တွေကလည်းအပယ်အထိကြားစီတတ်တာမို့လို့အစွန်းရှိတာမို့လို့အလေအလက်လောက်ပဲထားတာကောင်းပါမင်းမရှိတဲ့အခါတနေ့မှာတော့မင်းကောင်းခဲ့သမျှ10ခုတည်းကနေမကောင်းတာလေးတစ်ခုရှိခဲ့ရင်အဲ့ဒီမကောင်းတာလေးကိုပုံကြီးချက်အတင်းတုတ်ကြအောင်ပါပဲလူရဲ့စိတ်ဆိုတာတစ်ခါတည်းရာသီဥတုဆန်နေအမြဲတမ်းလေနူအေးလေးတွေမတိုက်နိုင်ဘူးမုံတိုင်းထန်တဲ့အခါလည်းရှိနိုင်ပါပဲခိထနေတဲ့သချင်းတစ်ပုတ်လို့ပေါ့နောက်သချင်းခိထလာရင်ရှေ့သချင်းကိုအလိုလိုတောင်မှဟောင်းနှမ်းဆက်ထဲကိုသွင်းပြေးကြတယ်မလားဒါကြောင့်လဲငါမရှိရင်မဖြစ်ဘူးလို့ဘယ်တော့မှမသက်မှတ်နဲ့မင်းမရှိရင်လည်းသူ့နေရာနဲ့သူအသားကျသွားမှာပဲမင်းဆိုတာသတင်းစာတစ်စောင်နဲ့ကအချက်ပိုစာရွက်တည့်ရက်လို့အချိန်တိုင်းလွတ်ပြစ်ခြင်းကိုခံရမှာပေါ့